င်္ဂလာပါရှင်ဒီနေ့မှာတော့အချုပ်ကလေးတငယ်တွေမှာဖြစ်တတ်တဲ့တငယ်နာတက်ယောဂနဲ့ပတ်သက်ပြီးတော့တငယ်နာတက်ယောဂဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့တက်နေတဲ့ချိန်မှာအတက်ကြမြန်စီဖို့အတွက်ကျက်သွန်ရဲ့အသုံးဝင်ပုံတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ကျွန်မကတော့ဒေါ်ဝင်းမမပါ။တိုင်းစည်းပညာရှင်တယောက်ပါရှင်။စီကျူသွေးကျူတကေတမှုပြုံးမှာဟန်တာအေးစီပါစိတ်ချမ်းစွာတောက်ကြည့်ပါဟန်တာအေးစီကောင်းကလပ်ပါဟန်တာအေးစီတိုင်းအမှတ်82 38လမ်းကြောက်တရားမြို့နယ်ရန်ကုန်မြို့ဆက်သွယ်ရန်ဖုန်းနံပါတ်39992333001111ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်ပထမဆုံးအနေနဲ့တငယ်နာတက်ယောဂဖြစ်ရတဲ့အကြောင်းရင်းတွေပြပြပေးချင်ပါတယ်ရှင်အတက်ယောဂဖြစ်ရတဲ့အကြောင်းရင်းတွေကတော့အပြားပြင်းထန်တာအေးမိပြီးအပေါ်ပိုင်းအသက်ရှူလမ်းကြောင်းရောင်ရမ်းတာတလိပ်အားကြီးပြီးပိတ်ဖွဲတာအပြင်ပထဝီလွန်ပြီးချွေးထွက်နေလွန်တာချွေးလုံးဝမထွက်တော့တာအပုပ်နံအညွန်နံနဲ့ဆူးချပြင်းထန်တဲ့အနံ့တွေနံတာတန်ကောင်းတောက်ကောင်ရှိတာစားတဲ့အကြောင်းအရာတွေကြောင့်ကလေးတငယ်တွေမှာတက်တဲ့ဝေဒနာဖြစ်နိုင်ပါတယ်ရှင်အခုပထမဆုံးအနေနဲ့ကလေးတငယ်တွေတက်တဲ့အခါမှာတက်ကြမြန်စေဖို့အတွက်ကျက်သွန်တွေကိုအသုံးပြုပြီးတော့ဆေးဝါးဖော်ဆက်ပေးပုံကိုမျှဝေပေးခြင်းပါတယ်ဒီစင်းဒီဖော်ဆက်ပေးပုံကတော့ပထမဆုံးအနေနဲ့ကျက်သွန်တွေကိုအခွန်ခွာပြီးတော့မညက်တညက်အနေထားရအောင်ထောင်းထားပေးပါထောင်းထားတဲ့ကျက်သွန်တွေအဖက်တွေကိုတိုင်းစင်ကန်သုံးဆေးအမှတ်49နဲ့ရောဆက်ပြီးတော့ပိတ်ပါးစားတစ်ခုနဲ့အထုပ်ရအောင်ထုတ်ထားပေးပါဒီဆေးတော့ကိုတက်တဲ့ကလေးရဲ့အိယာခြင်တောင်နဲ့ပကတ်မှာချိတ်ဆွဲထားပေးရမှာဖြစ်ပါတယ်ဒီဆေးရဲ့အသုံးပြုပုံနောက်ထပ်တစ်နည်းကတော့ကလေးတက်နေတဲ့အချိန်မှာဒီဆေးဖော်ဆက်တဲ့အချိန်မှာရရှိလာတဲ့ဆေးအရည်ကိုငယ်ရိတ်နဲ့ကြောဘက်ရင်ဘက်တွေမှာလိမ့်ပေးခြင်းအဖြစ်နဲ့အတက်ကိုအများဆုံးကျစေနိုင်ပါတယ်တက်တဲ့ဝေဒနာဆိုတာတစ်ချိန်တက်ပြီးနောက်တစ်ချိန်တက်တက်လေးရှိပါတယ်။ဒါကြောင့်တက်ကလေးတွေအတွက်မကြာခဏတက်ချင်းမျိုးမဖြစ်ရလေအောင်အခုပြောပြပေးမယ့်အချက်တွေကိုလိုက်နာဆောင်ကျင်ပေးဖို့လိုပါတယ်။ဆောင်ကျင်လိုက်နာပေးတဲ့အချက်တွေကတော့အေးတဲ့ຢာလီမှာရေအေးနဲ့ရေချိုးတာညနေပိုင်းရေချိုးတာမျိုးဆောင်ကျင်ပါညော်နှံအပုံနှံလိုစူးချပြင်းထန်တဲ့အနံ့မျိုးကိုလည်းဆောင်ကျင်ပေးပါတလိပ်ကိုဖွဲ့စေနိုင်တဲ့အစားအသောက်တွေစားသောက်ခြင်းမျိုးမှလည်းဆောင်ကျင်ပေးပါဒါအပြင်စီးဝမ်းလေချုပ်ခြင်းကလည်းမကြာခဏတက်ခြင်းကိုအားပေးစေနိုင်တာမို့ကိုယ်ကလေးကမကြာခဏတက်ကလေးဖြစ်ပဲဆိုရင်တော့စီးဝမ်းလေမှန်ယူဆိုင်ပေးဖို့အကြံပြုပေးခြင်းပါတယ်ရှင်အခုလောက်ဆိုရင်တော့တငယ်နာတက်ယောဂနဲ့ပတ်သက်ပြီးတော့သိရှိထားတဲ့ဘဝတုဒ္ဒလေးတွေနဲ့တက်နေတဲ့အချိန်မှာအတက်ကြမြန်စေဖို့အတွက်အသုံးပြုနိုင်တဲ့ကျက်သွန်ရဲ့ကောင်းကျိုးအာနိသင်တွေကိုအတန်သိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပြည်သက်များအားလုံးပဲကျန်းမာပျော်ရွှင်လှပနိုင်ကြပါစေရှင်